မင်္ဂလာပါဒီနေ့ကတော့အရန်ကိုစားချင်တဲ့မဟင်္ဂါလေးပြင်စားရပြီပေါ့နော်ကဲမဟင်္ဂါတပွဲရေပြီးအဆုံးတော့တပွဲရေပေါ့နော်ပြီးတော့တင်ပေါ်ဒီတောင်ပါစားလိုက်ရတဲ့နေ့ပေါ့နော်အရန်ကိုကင်စားချင်တာစားလိုက်ရတဲ့နေ့ပေါ့နော်ဖြစ်ချင်တော့အဲ့နေ့ကဒီအမျိုးတွေအိမ်မှာလက်ဆောင်သွားယူရင်းနဲ့ညနေစာစားပြီးသားပေါ့နော်ညနေစာစားထားတာတော့အမဒီလောက်ကုန်သေးရပေါ့နော်ဒါအမတို့အိမ်မှာသွားလဲတာပေါ့နော်ကင်မလို့ညီမတွေကဒီ US မှာ4ယောက်ရှိပါတော့မိသားစုနဲ့နေကြတယ်ဒါပေမဲ့ဒီတပတ်တစ်ခါပေါ့နော်စနေနေ့ညဆိုလို့ရှိရင်တော့အဲ့လိုမျိုးတွေ့ကြတယ်ပေါ့နော်တွေ့ကြတဲ့အခါမှာဒီလိုမျိုးကိုစားချင်တဲ့စားလေးတွေကိုစားလေးရှိပါတယ်အခုလည်းဒီညနေစာထမင်းနဲ့အမဲသားဟင်းနဲ့စားပြီးတာတော့မှမဟင်္ဂါအဲ့ဒီတပွဲပေါ့နော်ခင်ဗျတပွဲကောင်စားနိုင်သေးတယ်ပြီးလို့ရှိရင်အတော့တပွဲလည်းကုန်ခဲ့တယ်ပြီးတော့တင်မောတီရောတပွဲလည်းကုန်ခဲ့ပါသေးတယ်အရန်ကြိုက်တယ်ပေါ့နော်မဟင်္ဂါဆိုလို့ရှိရင်ဒီမှာလေးတနေ့ကုန်တနေ့ခန့်လိုမျိုးစားချင်တာတခါချက်ပြီးဆိုအဲ့လိုမျိုးထမင်းလွတ်ပေါ့နော်အဲ့လိုစားတာအစားစားမှာဆိုတော့လေစာပူတီချင်းရွရစားစားမှာဆိုလို့ရှိရင်တော့ဒီမှာစာပူတီကြိုက်ဆုံးပဲပေါ့နော်ပြီးတော့ဒီမြန်မာအစားစားပေါ့နော်ပမာအစားစားခေါ်မှာအဲဆိုလို့ရှိရင်တော့မဟင်္ဂါကြိုက်ဆုံးပါပဲမဟင်္ဂါတော့ဘယ်ချင်းတုတ်ဘယ်ချင်းစားစားပေါ့နော်မယိုးရအောင်ပေါ့နော်အမခုတော့မှအမတရေကြာနေပြီပြောရင်ဆိုရင်တရေကြာလာပြီကင်တို့လေးရွှေဘိုမှာဆိုရင်လေမဟင်္ဂါကိုတောက်မယ်လို့ပဲပြောတာပေါ့နော်ဒီရွှေဘိုဘက်ဒီမှာဆိုမဟင်္ဂါစားမယ်မရှိဘူးဒါပေမဲ့ဒီရန်ကုန်ရောက်သွားတော့လေမဟင်္ဂါစားမယ်ဖြစ်သွားရောဘာကွာလဲတော့မသိဘူးပေါ့နော်ဒါပေမဲ့နေဘက်မှာကျတော့လိုမျိုးအရေးကြီးချင်းနဲ့စားကြတာများတော့လေအားကြောင့်မဟင်္ဂါတောက်မယ်လို့ပြောနေမှာပေါ့နော်ဒါပေမဲ့ဒီရန်ကုန်မှာကျတော့ပြစ်လေးပေါ့နော်ပြစ်လေးလို့ခါကျတော့ထမင်းနေနဲ့ပါနေပြီးတော့မှလေလို့စားတာဆိုတော့လေအားကြောင့်ဖြစ်မှာပေါ့နော်မဟင်္ဂါစားမယ်မဟင်္ဂါတောက်မယ်အမှကွဲပါတယ်နေနဲ့ရန်ကုန်နဲ့လေကျွန်မအိမ်မှာအခုလေးအတန်ပေါ့နော် voice over လုပ်နေရင်လည်းဒီတရေတွေကြပါတယ်ကိုပေါ့နော်အခုပြင်စားခြင်းနဲ့ပေါ့နော်ဒီကစားထားတာတပတ်ရှိပြီအဲ့ဒါကိုအခုမှedit တာပေါ့နော် edit တဲ့အချိန်မှာဘိုက်ကပြန်စားအခုဘိုက်စားနေတာတော့မဟုတ်ပေါ့နော်ဒါပေမဲ့တရေကြပါတယ်တကယ်ကိုစားခြင်းပါတယ်ကြွေးပါအောင်အဲဒီမှာတူမကြီးတွေအနောက်မှာအဲ့ဒါတွေကတူမကြီးတွေပါကင်းစင်မှာတူကတော့ရှားတယ်ပေါ့တူမအများကြီးရှိပါတယ်ကိတလောက်ပါပဲ